Xiaomi ဖုန်းတွေမှာကိုယ့်ရဲ့ဖုန်းတွေက software တွေကိုအလွယ်တကူဖွက်တဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ Xiaomi ဖုန်းတွေမှာမဟုတ်ပါဘူး။တခြားသောဖုန်းတွေလည်းဒီနည်းလမ်းလေးနဲ့ဖွက်ထားလို့ရပါတယ်။ဒီနည်းလမ်းလေးကဘာမှသုံးဝင်တာလဲဆိုရင်ဥပမာကျွန်တော်တို့အလဲသွားတဲ့အခါလမ်းမှာရဲတွေနဲ့တွေ့တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းကိုတခါတလေယူစစ်တတ်ပါတယ်။ဒီလိုတို့ယူစစ်လို့ကိုယ့်ရဲ့ဖုန်းထဲမှာချဲကနန်းတွေရှိမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဒီအချက်လက်တွေရှိမယ်ပေါ့နော်ဒီလိုချဲကနန်းတွေတွေ့ပြီဆိုရင်ဖုန်းကိုတို့ကအရေးယူခံရနိုင်ပါတယ်အရေးယူခံရပြီဆိုရင်တန်ငွေစာအောင်မှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုပြဿနာတွေရုံးမဖြစ်ရအောင်ကိုယ့်ရဲ့ဖုန်းထဲက software တွေကိုတို့မမြင်အောင်ကိုယ့်ဘာနေပြီးတော့ကြိုတင်ပြီးတော့ဖွက်ထားလို့ရပါတယ်ဖွက်ထားတဲ့နည်းလမ်းလေးကိုကြည့်လိုက်ရအောင်ကိုယ့်ရဲ့ဖုန်းထဲက setting လေးကိုတွားလိုက်ပါsetting နဲ့ရောက်ပြီဆိုရင်တော့အောက်သားကိုနည်းနည်းဆွဲချလိုက်မယ်ဒီမှာ privacy and security ဆိုတာရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ရပါပြီးရင်အောက်သားကိုနည်းနည်းဆွဲချပေးလိုက်ပါဒီမှာ heading s ဆိုတာလေးရှိပါတယ်ဒီ heading s ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာထည့်ထားတဲ့ software တွေကိုအကုန်လုံးတွေ့ရမှာဖြစ်ပါတယ်ဒီ software တွေကိုကျွန်တော်တို့ကဖွက်ချင်တယ်ဖျောက်ချင်တယ်ဆိုရင်တော့ဥပမာကျွန်တော်ကဒီ Facebook ကိုဖျောက်ချင်တယ်ပေါ့နော်ဒီ Facebook ကိုဖျောက်ချင်တယ်ဆိုရင် Facebook ရဲ့ညာဘက်တောက်မှာရှိတဲ့ဒီခလုံးလေးကိုခွင့်ပေးလိုက်ရင်ဒီ software လေးကဖုန်းထဲမှာတွက်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့ Facebook လေးကမရှိတော့ပါဘူးဒီလိုပဲပေါ့နော်တခြားတော့ကိုမမြင်ချင်တဲ့ software တွေကိုဒီလမ်းလေးနဲ့အကုန်လုံးဖျောက်ထားလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် software တွေတော့ဖျောက်ပြီးသွားပြီပေါ့နော်ဒါကိုကျွန်တော်မဖျောက်ချင်တော့ပြန်ဖော်ခြင်းနဲ့ဆိုရင်တော့ဘယ်လိုပြန်ဖော်တာလေးကိုကျွန်တော်ပြပေးမယ်အဲ့လိုပဲပေါ့နော်ကျွန်တော်ခုနနေရာလေးပဲပြန်သွားလိုက်မယ်ဖုန်းရဲ့ setting လေးကိုသွားလိုက်ပါပြီးရင်ကျွန်တော်ခုနနေရာမှာပဲ heading s ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ပေါ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဖွင့်ထားခဲ့တဲ့ဒီ software လေးရဲ့ဟာလေးကိုပြိတ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်